လာပါရှင်ခေတ်သစ် TV Channel ကနေပြီးတော့သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စစ်တပ်အတူရောင်ရွေးကောက်ပွဲကိုကန့်ကွက်ရှုံချဆိုသောအချက်အပါအဝင်မြမအရေးအတွက်အဆိုမှုကျန်းတရက်ကိုကုလသမဂ္ဂတွင်အတည်ပြုတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မြန်မာစစ်တပ်အတူရောင်ရွေးကောက်ပွဲတွင်လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေခြင်းကြောင့်မြန်မာပြည်သူများပါဝင်နိုင်စေမည့်အခြေအနေမရှိ၍ကန့်ကွက်ရှုံချဆိုသောအချက်အပါအဝင်မြမအရေးအတွက်အဆိုမှုကျန်းတရက်ကိုကုလသမဂ္ဂတွင်အတည်ပြုလိုက်ကြောင်းသိရှိရပါတယ်။နိုဝင်ဘာလ19ရက်နေ့အမေရိကန်ပြည်ထောင်စုကုလသမဂ္ဂဌာနချုပ်တွင်ပြုလုပ်ခဲ့သောအကြိမ်80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံတတိယကော်မတီသို့တင်သွင်းလာသည့်မြန်မာနိုင်ငံရှိရိုဟင်ဂျာမွတ်စလင်များနှင့်အခြားလူနည်းစုများ၏လူ့အခွင့်အရေးအခြေအနေခေါင်းစဉ်ဖြင့်အဆိုပါမူကြမ်း AC3 80 L32 REV1 ကိုတက်ရောက်လာသောအဖွဲ့ဝင်နိုင်ငံများကမဲမခွဲပဲတူညီဆန္ဒဖြင့်အတည်ပြုလိုက်ခြင်းဖြစ်ကြောင်းသိရပါတယ်။ကုလသမဂ္ဂတွင်အတည်ပြုလိုက်သောအဆိုဆုံးဖြတ်ချက်တွင်မြန်မာစစ်အုပ်စုကပရိပခများမြင့်တက်နေသည့်ကာလ၌အတူရောင်ရွေးကောက်ပွဲကျင်းပပြုလုပ်ရန်ရည်ရွယ်သည့်အပေါ်အလွန်အမင်းစိုးရိမ်သည်ဟု၎င်းအထူးသဖြင့်လေကြောင်းမှဘုံကျဲတိုက်ခိုက်မှုများပြုလုပ်နေခြင်းလူခွင့်ရေးချိုးဖောက်မှုများရှိနေခြင်းတို့ကရိုဟင်ဂျာနှင့်အခြားသောလူနည်းစုများအပါအဝင်မြန်မာပြည်သူများအတွက်အတူရောင်ရွေးကောက်ပွဲတွင်ပါဝင်နိုင်စေမည့်အခြေအနေမရှိတဲ့ကဲ့သို့ဘေးကင်းလုံခြုံစွာမဲပေးနိုင်ခွင့်အခွင့်အရေးလည်းရှိနိုင်မည်မဟုတ်ကြောင်းရှင်းမှာအခြေခံကြသည့်အချက်များအဖြစ်ပါဝင်သည်ဟုသိရှိရပါတယ်။ထို့ပြင်စစ်အုပ်စုမှနိုင်ငံ၏နေမြေအများစုနှင့်နိုင်ငံရေးပါတီများကိုချန်လှပ်ကအတူရောင်ရွေးကောက်ပွဲအားတစ်ဖက်သက်စီစဉ်ရန်ကြိုးပမ်းနေသည့်အပေါ်လည်းအလွန်အမင်းစိုးရိမ်သည်ဟု၎င်းအထူးသဖြင့်2021ခုနှစ်ဖေဖော်ဝါရီလတွင်ဖြစ်ပေါ်ခဲ့သည့်မတရားစစ်အာဏာသိမ်းမှုအားတရားဝင်မှုရှိစေရန်အတူရောင်ရွေးကောက်ပွဲကျင်းပမယ့်အပေါ်ကန့်ကွက်ရှုံချသည်ဟု၎င်းထို့သောတူရောင်ရွေးကောက်ပွဲသည်လွတ်လပ်၍တရားမျှတမှုရှိနိုင်မည်မဟုတ်ဟု၍၎င်းစေအုပ်စုမှလေကြောင်းတိုက်ခိုက်မှုများဖြင့်အယက်သားပြည်သူများကိုတပ်ဖြတ်နေသည့်အကြားကအတူရောင်ရွေးကောက်ပွဲကျင်းပခြင်းမှာလွတ်လပ်မျှတ၍အားလုံးပါဝင်သည့်ရွေးကောက်ပွဲသတ်မှတ်ချက်နှင့်ကိုက်ညီသောအခြေအနေမဟုတ်ဟု၍၎င်းထို့ပြင်အားလုံးပါဝင်သည့်နိုင်ငံရေးတွဲဆောင်ဆွေးနွေးမှုမရှိဘဲအတူရောင်ရွေးကောက်ပွဲကျင်းပမယ့်အပေါ်ကြီးစွာစိုးရိမ်ရသည်ဟု၎င်းစသည်ဖြင့်ဏ္ဍန်စာပိုက်များနှင့်အရေးယူဆောင်ရွက်ချက်ဆိုင်ရာစာပိုက်2နေရာလုံးတွင်ထည့်သွင်းထားကြောင်းသိရှိရပါသည်အဆိုပါမူကြမ်းအားအတည်ပြုဆုံးဖြတ်ရာတွင်ရခိုင်နှင့်များနည်းတူမဲမခွဲပေတူညီဆန္ဒဖြင့်သာအတည်ပြုဆုံးဖြတ်ခဲ့ကြောင်းအတည်ပြုခဲ့သည့်အဆိုပါအဆိုမူကြမ်း AC3 80 L32 REV1 တွင်မြန်မာနိုင်ငံရှိရိုဟင်ဂျာနှင့်အခြားသောလူနည်းစုများအတွက်တာဝန်ယူမှုရှိစေရေးနှင့်မြန်မာနိုင်ငံတွင်ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ပြန်လည်ရောက်ရှိသွားရေးရည်ရွယ်ချက်2မျိုးလုံးအတွက်ဖော်ဆောင်ပေးသည်ဟုတမတ်ကြီးဦးကျော်မိုးထွန်းကရှုမြင်ပြီးအဆိုပါမူကြမ်းတွင်မိမိတို့၏အဓိကကျသောစိုးရိမ်ပူပန်ချက်များကိုထည့်သွင်းဖော်ပြထားသည့်အတွက်လည်းကျေးဇူးတင်ကြောင်းထုတ်ဖော်ပြောဆိုထားပါတယ်။ရှင်းပြင်စစ်အုပ်စုမှကြေးရွာများအားနေရာအနှံ့မိရှို့ဖျက်ဆီးခြင်းအတင်းအကျပ်နေရဲဆုံးခွာစေခြင်းနှင့်အယက်သားပြည်သူလူထုတရက်လုံးအပေါ်တွင်စနစ်တကျအကြောက်တရားရိုက်သွင်းခြင်းစသည့်လုပ်ရများဖြင့်၎င်းတို့၏အကြမ်းဖက်မှုများကိုဆိုးရွားရွားပြင်းပြင်းထန်ထန်အရှိန်အဟုန်မြင့်တက်လာသည့်အချက်ကိုအဆိုမူကြမ်း၌မှန်ကန်စွာထည့်သွင်းဖော်ပြထားကြောင်းမြန်မာနိုင်ငံတွင်စီးပွားရေးလက်ကျဆင်းဆုပ်ယုံနေပြီးလူဦးရေ၏ထက်ဝက်ကျော်မှစင်ရနွမ်းပါမှုသတ်မှတ်ချက်အောက်သို့ရောက်ရှိနေတရားဥပဒေစိုးမိုးရေးကလည်းဖြိုလဲကအကျင့်ပြတ်ခြစားမှုများသာတိုးပွားလာပြီးစေအုပ်စုမှအကျိုးခံစားနေရသည့်ပြစ်ဒဏ်ကင်းလွန်ခွင့်ကကျေပြောသည့်ထက်ကျေပြောနည်းနည်းသည့်ထက်နည်းနည်းလာသည်ဟုတမတ်ကြီးကထောက်ပြပါသည်စေအုပ်စုနှင့်၎င်းတို့၏အဆွဲအပွားလက်ဝေခံများအနေဖြင့်အွန်လိုင်းလိမ်လည်ခိုင်းများနှင့်လူနှင့်မူရစေဝါကုန်ကူးမှုများပါဝင်နေဆက်ဖြတ်ကျော်မှုကင်းများအတွက်လုံခြုံသည့်ခိုလုံရရပ်ဝန်းများပုံမချေပြန့်လာစေရန်ဖန်တီးလုပ်ကိုင်ပေးလျက်ရှိကြောင်းနေဆက်ဖြတ်ကျော်မှုကင်းများ၏ကြီးမားသောနောက်ဆက်တွဲဆိုးကျိုးများသည့်မိမိတို့၏အိမ်နီးချင်းနိုင်ငံများဒေသရင်းနှင့်ဒေသရင်းကိုကျော်လွန်၍အခြားသောနေရာဒေသများအနှံ့သို့ကူးဆက်ပြန်ပွားကောင်နိုင်ငံတကာငြိမ်းချမ်းရေးနှင့်လုံခြုံရေးတို့ကိုပင်ချိန်ချောက်နေပြီဖြစ်ကြောင်းတမတ်ကြီးကဆက်လက်ပြောဆိုပါသည်မြန်မာနိုင်ငံနှင့်အခြားသောနေရာများတွင်ဖြစ်ပေါ်နေသည့်အွန်လိုင်းလိမ်လည်မှုများနှင့်အခြားသောနယ်စပ်ဖြတ်ကျော်မှုကင်းများအပီးတိုင်ပျောက်ပျက်စေရေးအတွက်ကုလသမဂ္ဂနှင့်နိုင်ငံတကာအသိုက်အဝန်းတို့ထံမှညှိနှိုင်းဆောင်ရွက်မှုရှိ၍ပုံမထိရောက်သောလှုပ်ဆောင်ချက်များလိုအပ်နေကြောင်းစေအုပ်စုကမူ၎င်းတို့ကျူးလွန်တဲ့ကြီးလေးသောရာဇဝတ်မှုများအားဖုံးဖိဖျောက်ဖျက်နိုင်ရန်နှင့်တာဝန်ယူမှုတာဝန်ခံမှုတို့မှရှောင်လွှဲနိုင်ရန်အတူရောင်ရွေးကောက်ပွဲလုပ်ငန်းစဉ်အားစီစဉ်လျက်တရားဝင်မှုရရှိနိုင်ရေးမတရားဆက်လက်ကြိုးပမ်းနေကြောင်းတမတ်ကြီးကအသိပေးပြောဆိုပါတယ်စစ်တပ်ကမြန်မာပြည်သူများ၏ဆန္ဒအလေးမပါဝင်သောမတမာသည့်လုပ်ငန်းစဉ်ကိုနောက်ဆုံးလက်နက်တပ်ဖွဲ့အုံချကာနိုင်ငံတကာတိုင်ဝမ်တစ်ခုလုံးအားလှည့်ဖြားရန်ကြိုးစားနေကြောင်းပြည်တွင်း၌နေထိုင်လျက်ရှိသောပြည်သူများအထူးသဖြင့်အမှုပညာရှင်များအနေဖြင့်တစားခံဖြစ်ကောင်ဖိအားပေးခံရပြီးစေအုပ်စု၏အတူရောင်ရွေးကောက်ပွဲဆိုင်ရာဝါဒဖြန့်ချိရေးအစီအစဉ်များတွင်မျက်နှာပြပေး၍အသုံးချခံရသည့်အပေါ်ကြေကွဲဝမ်းနည်းရကြောင်း၎င်းကကုလသမဂ္ဂတွင်ပြောဆိုပါသည်
စေအုပ်စုတရားမဝင်မှုအားမြင်သာစေနိုင်သည့်စာသားများပါဝင်လာသည့်အပေါ်ကြိုးဆိုသည့်တပြိုင်နက်စေအုပ်စုစီစဉ်သောအတူရောင်ရွေးကောက်ပွဲအားပြင်းထန်စွာကန့်ကွက်ပယ်ချရန်အဖွဲ့ဝင်နိုင်ငံအလုံးကိုတမတ်ကြီးဦးကျော်မိုးထွန်းကတိုက်တွန်းတောင်းဆိုလိုက်ပြီးမြန်မာပြည်သူများမှမိမိတို့၏အနာဂတ်အားပြန်လည်ရယူနိုင်ရေးနှင့်ဒေသရင်းနှင့်ကမ္ဘာတလွှားအပေါ်အပြုသဘောဆောင်စွာအကျိုးပြုနိုင်သည့်ငြိမ်းချမ်းသောအလုံးပါဝင်မှုရှိသော Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးကြိုးပမ်းမှုတွင်နိုင်ငံတကာအသိုက်အဝန်းကပါဝင်အားဖြည့်ပေးနိုင်ရန်တမတ်ကြီးကထပ်လောင်းတောင်းဆိုခဲ့ပါတယ်။